Hello hi စားရင်တန်းလန်းနေဟိုမှာရှာမီတောင်ဆက်လုံးလို့နားလိုက်စားလိုက်လောက်ရတယ်ဟင်းကဲလာတူတူချက်မယ်ဒီဟင်းကိုတနည်းအားဖြင့်18 plus ဟင်းလို့လည်းခေါ်တယ်အသက်18နှစ်ပြည့်မှစားနိုင်တယ်ပါဝင်ပစ္စည်းတွေကတော့အရန်ရိုးရှင်းတယ်ငရုတ်သီးအကျန်းဖက်ရဲ့ကြက်သွန်ဖြူရဲ့ငရုတ်ကောင်းရဲ့ဟိုဒါရောထောင်းနေတာဖြစ်တယ်အမဲသားလေးကိုနည်းနည်းလေးပို့ပြီးလှုပ်ထားတော့စီစီကရှာရှည်ပြီးတော့ကြက်သွန်နီတစ်လုံးလေးပါထည့်ပြီးထောင်းထားတယ်ပုံမှန်ဆိုရင်တော့လုံးဝကြက်သွန်နီထည့်မထောင်းပါဘူးအကြိုက်လေငရုတ်သီးများများထည့်လေပထမဆုံးအနေနဲ့အမဲသားကိုငန်းပြားရဲ့စနွင်းရဲ့ထည့်ပြီးပြုတ်ထားတယ်ရေလေးခက်လာတဲ့အချိန်မှာစီလေးထည့်လိုက်ပါတယ်စီထည့်ပြီးရင်တော့ဆော့ဆော့ကရောထောင်းထားတဲ့ဥစ္စာလေးထည့်တယ်စီပြန်လာအောင်ချက်တယ်ဒီဟင်းရဲ့အကြိုက်ဆုံးအပိုင်းကတော့ရှမ်းနန်နန်တွေကိုအိုးမြုပ်သွားအောင်ခတ်ပလိုက်တာပဲပြီးရင်တော့စားဖို့တောက်ဖို့အတွက်လုံးပန်းရပြီပေါ့လေတိုးစရာတွေပြင်ဆင်ထားတယ်ပြီးတော့ဟင်းလေးခတ်ထားတယ်အသားကိုကြိုက်တဲ့အသားသုံးကြက်သားဆိုရင်လည်းအတောင်ပံမျိုးလေးကိုသုံးကြက်အမြင့်နဲ့ပဲချက်ဘလိုလေးပဲချက်အရန်စားအပေါ်ကအင်ကြီးလက်ရှိနဲ့အောက်ကဘောင်းမီတို့တော့တီးခံပြီးတော့ဒါကြည့်ပြီးတော့ကိုမာတို့ဟင်းချက်လဲကိုပြင်ဆင်လဲကိုဆိုတော့အောက်ကဘောင်းမီရှည်လဲဖို့မေ့သွားတယ်ဗျာတရားပူတီပါမပြောဘူးမကြည့်သေးလေးနဲ့ပြုတ်ထားတယ်ခင်းချင်သေးရဲ့ဒီအရွက်ကလေးတခါမှစီစီမစားဘူးတော့နည်းနည်းငါးညီငန်းလို့အရွက်ပဲရှင်းပဲချိုးနော်အဲ့အရွက်ကိုလုံးဝမကြိုက်ပါဘူးအဲ့မှာကြည်ရုပ်ကိုသာကြည့်ရောအဲ့အရွက်ကပါအဲ့ငါးအနံ့ကြီးဗျာငါးညီနေငရုတ်သီးအကျန်းဖက်က super hot အပြင်ကိုမှငရုတ်ကောင်းကလည်းခများများလေးသုံးထားတော့စက်တဲ့အပြင်ကိုမှပူးထူနေအောင်ကိုစက်တာအဲ့တော့နားလိုက်စားလိုက်ပဲလုံနိုင်တယ်So, PG CF Foodies Day. Thank you, Bashin. Ta-da!